အနောက်တိုင်းသားတွေကတီတီတွေကမ္ဘာပေါ်မှာအန်ဒီယာရှိဆုံးလို့သတ်မှတ်ထားကြတယ်။နည်းနည်းလေးပဲမီးစမ်းကြည့်ရုံနဲ့တင်ပြန်ပြင်လို့မရတဲ့စိုးချိုးတွေကိုခန်းစားရနိုင်ပါတယ်ပြောကြတယ်။နံပါတ်9နေရာမှာရှိနေတာကတော့ဒူးရင်သီးမှာဒါဟာအနက်အစိုးဆုံးဖြစ်တယ်လို့တစ်ဖက်ကလည်းကမ္ဘာအန်ဒီယာအရှိဆုံးတီတီတွေကတစ်ခုဖြစ်ပါတယ်။သူ့ရဲ့အနက်ကကြက်ဥပုံနဲ့လိုမျိုးဖြစ်ပြီးအရသာကတော့ငပြောသီးနာနာသီးတရက်သီးနဲ့ကြက်သွန်ကြီးအချိုတို့ကိုရောမွေထားတယ်လို့မျိုးရှိပါတယ်ကိုခန္ဓာစနစ်အားနေတဲ့သူတွေအတွက်ဒါကအန်ဒီရရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒူးရင်သီးမှာကိုခန္ဓာအားကိုပိုပြီးကျဆင်းစေတဲ့ WC တွေပါဝင်နေလို့ပါပဲ။ဒါအပြင်တင့်ကိုယောဂဗျာတွေပိုပြီးအလွယ်တကူဝင်ရောက်နိုင်စေပါတယ်။နံပါတ်4နေရာမှာတော့ Monstera Deliciosa အသီးရှိနေပါတယ်။ဒါကလည်းကမ္ဘာအန်ဒီရအရှိဆုံးတစ်သီးတွေကတစ်ခုပါပဲ။အဓိကပြဿနာကတော့ဒီအသီးဟာပနစ်တာရဲ့သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုမှာပဲအမက်ခံရတာဖြစ်ပြီးအကယ်၍သင်ကမမက်သေးတဲ့အသီးကိုစွန့်လာပြီးစားမိမယ်ဆိုရင်လေတောင်းထဲမှာပူဆက်ပူလောင်ထစ်လာပြီးအသက်ရှူရခက်ခဲလာပါလိမ့်မယ်။နံပါတ်3နေရာမှာကတော့ဆောင်းလျားသီးဖြစ်ပါတယ်။ထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ့ဒီသီးမှာ neurotoxin လို့ခေါ်တဲ့ anti-aging ရှိဆုံး WC တွေမျိုးပါဝင်နေပါတယ်။ဒါဟာသင်ရဲ့အာယုံကြောစနစ်နဲ့အုံနောက်ကိုတိုက်ခိုက်မယ်ကမ္ဘာအပြင်းထန်ဆုံးအစိတ်တွေကတစ်ခုပါတယ်။ဒါကြောင့်အများကြီးစားတော့မယ်ဆိုရင်နှစ်ခါပြန်စဉ်းစားသင့်ပါတယ်။နံပါတ်2နေရာမှာတော့အက်ကီသီးဟင်းနေပါတယ်။ဒါဟာပူနွေးတဲ့ရာသီဥတုမှာပဲပေါက်ရောက်တဲ့ဂျမေကာနိုင်ငံရဲ့အမျိုးသားအသီးလည်းဖြစ်ပါတယ်။သူကမှဲ့သွားတဲ့အခါပွန့်ထားနေတဲ့လက်သေးလေးခြေသေးပုံစံမျိုးရှိပြီးအရသာကတော့တော်တော်လေးချုံမြင့်ပြီးအရေးရွှန်းပါတယ်။ဒါပေမဲ့မမဲ့ခင်စကင်မှာမီးစမ်းကြီးမိရင်တော့ပြင်းထန်တဲ့အစိတ်အသင့်မှုကိုခံရနိုင်ပြီးဒါဟာတင့်ရဲ့ဘဝရဲ့နောက်ဆုံးအစာလည်းဖြစ်သွားနိုင်ပါတယ်။နံပါတ်1နေရာမှာတော့တင်းရဲ့အသေးကိုဘယ်တော့မှပြန်မကောင်းနိုင်တော့တဲ့အထိပြင်းပြင်းထန်ထန်ပြင်စည်းစေနိုင်တဲ့တစ်တီးတစ်မျိုးရှိနေပါတယ်။ဒီသီးကိုတော့နိုနီသို့မဟုတ်ရေယူသီးလို့ခေါ်ပြီးဟာဝိုင်ယီလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာပေါက်ရောက်တာဖြစ်ပါတယ်။ကဲတကယ်ချင်းလို့ရောဒီအသီးတွေကဘယ်အသီးကိုကြိုက်ပြီးဘယ်အသီးတွေမကြိုက်ဘူးဆိုတာကို comment မှာရေးပေးခဲ့ဦးနော်။